ဟုတ်နေဖက်နဲ့စတဲ့ကြောင်တောင်းဆန်းကငယ်ဆိုတဲ့အောက်ပါချင်းနေမှာပေါ့နော်ချားမှုတဲ့ဝန်ချောင်းပန်းပေါ်သူကချင်းတော့မားရင်းစာဒီမောင်းနေတဲ့နီလန်နှမျိုးကတော့တဲ့ဟုတ်ပြီပုံကြည့်ကြအောင်နော်သူတို့ဆန်းဝင်လမ်းရဲ့ချင်းတွေကထောင်းသူဤချာတို့သူတို့ဒီအတော်နှလမ်းမောင်းရှိတဲ့လမ်းမတစ်ခုနောက်တစ်ချက်ကဒီဂါးတို့အယောင်ဆမ်ဆက်ချရန်ရှင်းတို့တုံးတဲ့ဒီအလဲအားလိုက်ဒီအယောင်3ယောင်ရှိတဲ့မီပွိုင်းကတဲ့63ဝါဒီမီနီပြနေပေါ့နော်ဟုတ်ပြီဒီချင်းဒီမှာဒီမားရင်းစာမောင်းနေတဲ့နီလန်နှစ်ခုရွေးရဟုတ်ပြီပထမတစ်ခုကယူထုံးရရမြောင်းနဲ့ခေါင်းငယ်ကွေ့မယ်ဆိုရင်ချောင်းပန်းငယ်ခြားကအောင်လုံးပြောင်းရှေ့မှာကားမရှိတဲ့အချိန်ဒီမှာတဲ့အန်းချောင်းနာကအဲ့ဒီကင်းကင်းနဲ့ဤချာတို့ရဲ့ဆိုနံပါတ်1ရင်လမ်းချောင်းကနေပြီးတော့တဲ့ကျိုချာတို့ထုံးငယ်ဒီလမ်းချောင်းကနေတဆင်ရှူထုံးဟန်တာဒီခေါင်းငယ်ကွေ့မယ်နော်နံပါတ်2ရင်လမ်းချောင်းကနေဆိုတော့မှားတာပေါ့နော်ဒီခေါင်းငယ်ကွေ့မယ်ဆိုရင်နံပါတ်1ရင်လမ်းချောင်းကနေကွေ့မယ်နောက်ပြီးဒီလမ်းဆုံးမှာခေါင်းငယ်ကွေ့တဲ့ဒီဆိုင်းဘုတ်ပြားလဲတက်ဆင်ထားခြင်းမရှိဘူးပေါ့နော်ဟုတ်တော့탑 선자로 하차 시키려면 이 라이바 시내에 또 가와 참 비밀 솔루션 원단부도 앞에 이 루구면자의 시 말에 잠시 정차한다 이 하나 가오 예비로 차 비밀 또ပြော다래 말에 뭐노 이 루구면자네 이 세미다 이 빨래 말이 가오 이 옐로를 미야고 바겐 돌로를 미야고 너 주정차 검지 뭐노 하나로 다음 상황에서အောက်ပါချင်းတွေမှာအားဆွေနွန်ချောင်းဘိုးကတိနိုင်တဲ့အချက်လက်နဲ့ EA တဲ့ဒီအချက်လက်နဲ့ပတ်သက်ပြီးတော့ဟဲဆိုကိုရောင်းပြောဟန်ကိုဆိုတော့ဒီဖြည့်ရှင်းချက်ကိုဒီဆက်ဆက်ထားတဲ့အရာအနေနဲ့ဘာလို့ကြီးအန်နုံကိုသူကကြီးမမှန်တဲ့အရာနှမျိုးကတော့နော်ဖြည့်ရှင်းထားတဲ့အချက်ဒီဆက်ဆက်ထားတဲ့အရာမမှန်တဲ့အရာကိုရွေးအောင်နော်သူတို့ဆောင်ကလမ်းရဲ့ချင်းတွေကသူတို့ဥချုကဲနော်နဲ့ဒီလမ်းရဲ့ညာဘက်မှာတော့ချူချချတဲ့ဒီကားပါကင်ထိုးထားတဲ့ကားကြီးရှိရပေါ့နော်နောက်တစ်ချက်ကရုံးချက်ရှိကတက်ရှိချင်းကားတဲ့ရောကျော်ဆော့ရှိကန်ဒီ16နာရီညနေ4နာရီဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီဒီထဲကနေဒီကြည့်ချင်းကိုအဖြစ်မှန်ပထမတစ်ခုကခြားသူချူ10ရှိဆောင်ဒီကားရဲ့ညာဘက်မှာဒီအဝါရောင်ဒီတစ်ဆက်တည်းမြင်ပေါ့နော်တစ်ဆက်တည်းမြင်အဲ့ဒီအထိပ္ပယ်ကတဲ့ချူချာနုံကွန်ကြီးတွင်တာကားပါကင်ထိုးခြင်းတော့တားမြစ်ထားပြီမယ်တဲ့ချောင်းချာနုံဟောယုံတွင်တာဒီကားခဏရက်ခြင်းတော့ခွင့်ပြုတယ်ဓမ္မပေါ့နော်ဒီ10ရှိဆောင်ဆိုတဲ့ဒီအဝါရောင်တစ်ဆက်တည်းမြင်အထိပ္ပယ်ကကျူချောင်းချကွန်ကြီးနှစ်ခုလုံးပေါ့နော်ပါကင်ထိုးလို့လည်းမရဘူးကားရက်လို့လည်းမရဘူးဆိုတဲ့အထိပ္ပယ်ရတယ်အထိပ္ပယ်ရှိတယ်ပေါ့ခေါင်းနောက်တော့ကပို့သူလူသားစင်းကြံလန်ပလက်ဖောင်းခြားချောင်းကအုံချောင်းကြတယ်ပေါ့နော်ဒီစပိန်နင်းတဲ့သူကပေါ့နော်ပို့သူတို့ထုံရင်ဟဲရဟန်တာပလက်ဖောင်းဒီလူသွားလန်းနေပြီးအတန်သွားလာရမယ်နော်ပို့သူကဒီလူလမ်းလျှောက်သွားလာတဲ့သူတွေအတွက်ပဲတည်တံ့ပေါ့နော်ဒီစပိန်အဲ့လိုမျိုးစပိန်တည်တံ့လမ်းမရှိလို့ရှိရင်ဒီလမ်းရဲ့ဒီလမ်းမရဲ့ဒီညာဘက်အစွန်ကနေကက်ပြီးတော့စပိန်ကိုနင်းသွားရမယ်ပေါ့နော်ပလက်ဖောင်းမှာဒီမောင်းလို့နင်းလို့ရတဲ့သူသွားလာလို့ရတဲ့သူတို့ရှိတယ်ဒီမတန်ဆွမ်းနေတို့တက်ကြီးရွယ်ကိုကလေးငယ်တို့ဆိုရင်ပလက်ဖောင်းပေါ်ကနေဒီစပိန်နင်းပြီးသွားလို့ရတယ်ပေါ့နော်သူခွင့်ပြုထားတာဥပဒေဟိုနောက်တော့တောင်းဆောင်ငန်းတဲ့ရတဲ့အောက်ဒီအချင်းနေနဲ့ပတ်သက်ပြီးတော့စောမြောင်ကျွန်းရှင်းပြချက်တွေထဲကဦးလုံးကိုသူကချင်းနော်မှန်တဲ့ရနှမျိုးကတော့ဟုတ်ပြီသူတို့ဆောင်ငန်းချက်ကြည့်ကြအောင်ရှာယူကျွင်း system နဲ့မိချမ်းချချတဲ့ဒီအော်တိုဒီလူလျောက်မောင်းနေတဲ့စနစ်မပါဝင်တဲ့ကားပေါ့နော်သူတို့ဆောင်ငန်းဆိုမှဒီကားရဲ့အကြောင်းသူပြောတာပေါ့နော်အော်တိုမောင်းနေတဲ့စနစ်မပါဝင်တဲ့ကားတဲ့နော်ဟုတ်ပြီဒီထဲမှာဖြစ်မကြည့်ကြအောင်ပထမတစ်ခုကချောင်းချချုံငယ်တော့နဲ့ကားရက်နေစင်မှာတော့အုံချောင်းချကဒီကားမောင်းနေသူကတဲ့ဟျူတဲ့ချောင်းတော်တို့ဒီဖုန်းကိုဆိုင်းဝါစေတာအသုံးပြုနိုင်ပါတယ်တဲ့ကားရက်နေစင်မှာဖုန်းသုံးလို့ရတယ်ဆိုတာမှန်တယ်လေနော်သူကလည်းမှန်တဲ့ຢာနှမျိုးရွေးခိုင်းတာဟုတ်ဟုတ်နောက်တစ်ခုကရှိနေသူတို့ရဲ့ဆိုတဲ့ဒီမြို့ထဲလမ်းမအောင်အုံချောင်းချနော်ဒီကားမောင်းနေတဲ့သူကတဲ့အန်းချောင်းဒီသူမဲဝရဟာဥမှုကဤတာဒီလုံလုံကြီးကပတ်ကိုပတ်ရမဲ့တာဝန်ရှိတယ်နော်ဒါလည်းမှန်တယ်ပေါ့နော်ဟုတ်နောက်တော့တောင်းဆောင်ငယ်ဆိုအောက်ပါချင်းနေမှာတဲ့အွန်ချောင်းဂျာပြောဒီကားသမားတွေအလိုက်ပေါ့နော်မောင်ကားမောင်းနေသူအလိုက်ချားမှုသွင်းအွန်ချောင်းပေါ်ပို့သူကချင်းတော့မာရင်စာမောင်းနေတဲ့နေလဲနှမျိုးကတော့ဟုတ်သူတို့ဆောင်ကောင်ချက်ချောင်းချောင်းချချုံငင်းသူတို့ဒီလမ်းဒီကားကျက်နေတယ်ပေါ့နော်ကားတွေပိတ်နေတဲ့လမ်းမတစ်ခုဟုတ်နောက်တစ်ချက်ကဂျုံငန်းပေါ်စုချောင်းချတော့ကဆော့ချစ်တင်သူတို့ဆိုတာဒီလမ်းလေကောင်မှာဒီပစကာတီတက်မောင်းနေဒီရင်လန်းချောင်းကိုပြုတ်လုထားတဲ့လမ်းမတစ်ခုပေါ့နော်သူပြောတာဟုတ်ဒီချိန်နေမှာဒီမာရန်စာမောင်းနေတဲ့လည်းနှစ်ခုရွေးမယ်ပထမတစ်ခုချောင်းသုံးခီးဘူးတုံးချောင်းကြားတဲ့ဒီခီးဘူးထုပေါ့နော်ဒီစကူတာဒီမောင်းနေတဲ့သူကတဲ့အုံချောင်းဂျာဝါဒီတုံးစွန်းကြမိုးသူဒီမောင်းနေတဲ့သူနဲ့ဒီလိုက်ပါဒီစီနေတဲ့သူအားလုံးပေါ့နော်အန်းချောင်းမိုးသူဒီလုံုံရေးအုတ်တုပ်ချာကင်းဟာရောရဒီ
ဒီဝစ်စင်မပေါ့နော်အနေလားဆိုရင်ဒါမောင်းနေနိုင်ပါတယ်နော်အဲဒါမားနေတယ်ပေါ့နော်ဒီ keyboard သူကဒီတစ်ယောက်ပဲစီးလို့ရတယ်ပေါ့နော်ဒီမှာ2ယောက်လုံးအော်တိုကိုဆောင်းပြီးတော့မောင်းနေရမယ်လို့သူပြောတာဆိုတော့မားရပေါ့နော်ဟုတ်ပြီနောက်တစ်ဖြစ်မှန်ဒီက Irion ချောင်းချတဲ့ဒီဆိုင်ငယ်မောင်းနေတဲ့သူကပေါ့နော်ဒီဂျုံချေသူဖြစ်ဒီကားဒီပိတ်ဆို့နေတာကိုရှောင်ပြီးတော့တဲ့ဂျုံငံပေါ်စုချောင်းချတို့ဒီလမ်းလင်မှာဒီဘတ်စကတီးတဲ့ရင်လမ်းကြောင်းကနေပြီးတော့တဲ့အွန်ချောင်းကဆွေတာဒီမောင်းနေနိုင်ပါတယ်နော်ဆိုင်ငယ်မောင်းနေတဲ့သူဒါလည်းမားရပေါ့နော်ဘတ်စကတီးတဲ့လမ်းမှာဘတ်စကလွယ်ပြီးရင်မှဒီဖြတ်တန်းသွားလာလို့မရဘူးပေါ့နော်ဟိုနောက်တော့တောင်းဆောင်ငယ်ဆိုအောက်ပါချင်းနေမှာတဲ့ခါကျအန်ချောင်းနဲ့အွန်ချောင်းပတ်သူကကျွန်တော်အနေကေဆုံးမောင်းနေတဲ့နီလန်2မျိုးကတော့ပေါ့နော်ဟုတ်ပြီတို့ဆောင်ကလမ်းရဲ့ချင်းတွေကဂျူထက်ခါဆိုတာဒီလူနေရက်ကွက်ကိုပြောတာပေါ့နော်အိုရူမာကိုလမိုခီတဲ့ဒီအတက်လမ်းကြားလေးပေါ့နော်ဒီချင်းတွေမှာဒီအနေကင်းကင်းဒီမောင်းနေတဲ့နီလန်2မျိုးကိုရွေးရမှာပေါ့နော်ဟိုတော့ကဒီဂျူချာတန်ချာတန်ဒီဖြောင်းနေဆိုတဲ့ဒီကားပါကင်ထိုးထားတဲ့ဒီနောက်ဘက်ကနေပြီးတော့ပေါ့နော်ဘူရင်းကြကနာဒနာဆွေတာနွန်ချောင်းမို့တဲ့ဒီလက်ချောက်သွားလာသူကပေါ့နော်ဒီထွက်ပေါ်လာနေဆိုတဲ့အချက်ကိုတဲ့ယူညောင်းမှနော်ဆိုတာဒီတတိပြုတ်ပြီးတော့ပေါ့နော်ယူညောင်းမှနော်ဆိုတတိပြုတ်ပြီးတော့တဲ့အွန်ချောင်းဟန်တာမောင်းနေရမယ်ဝင်းနောက်တစ်ချက်ကဥချုကိနုဘူရင်းကြပါဒီညာဘက်မှာရှိတဲ့ဒီလမ်းလျှောက်သွားလာသူပေါ့နော်လမ်းလျှောက်သွားလာသူကိုရီတူကိုဆိုတာဒီအကွာဝေးတစ်ခုကိုခွာထားပြီးတော့နော်အရှိချောင်းကြီးကောင်းတာဒီခဏရက်ပြီးတော့ဖြစ်ဖြစ်စိုးရင်ဟာရောဒီဖြစ်ချင်းမောင်းနေပြီးတော့ချီနာကန်တာဖြတ်သွားမယ်တဲ့နော်